အားလုံးပဲမင်္ဂလာပါကျမကတော့စီကောင်မျိုးတဲ့ကြီးတဲ့ပြူကတောင်သူပကနန်းကိုဖြစ်ပါတယ်ဒီဟာလေးတွေကကျမရဲ့စိုက်ကင်းဖြစ်ပါတယ်ကျမရဲ့စိုက်ကင်းဟာဆိုလို့ရှိရင်တအေကဝင်ပါတယ်တအေကကိုကျမမျိုးပင်9,000ခွဲရနေတသိန်းစီဝင်ပါတယ်အဲ့ဒီပမာဏကိုရေပြင်းတဲ့အခါမှာကျမဟာအာမို့ပကပတ်လည်းတစ်လုံးနဲ့ဂျစန်6ကိုထည့်ပြီးအသုံးပြုထားပါတယ်အဲ့လိုအသုံးပြုတဲ့နောက်မှာစိုက်ပေါင်မော်ရအောင်မြည်ပြင်းပြီးတော့ရင်ပြိုးပင်တလာရအရွယ်မှာဒီမှာရွှေ့ပြောင်းပြီးတော့ရင်စိုက်ပြိုးထားပါတယ်အဲ့ဒီစိုက်ပြိုးပြီးနောက်ရက်45 50ရက်မှာဒီမှာနောက်ထပ်တစ်ကြိမ်အာမို့16ပတ်လည်းဒီကိုထပ်ပြီးတော့ရင်အသုံးပြုထားပါတယ်အဲ့လိုသုံးပြီးတဲ့နောက်မှာဒီလိုအပြင်မျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့လိုပြင်မျိုးဖြစ်လာတဲ့နောက်မှာဒီလိုနေနဲ့အခါလေးတွေကလည်းဒီမှာရေစုအာမိုရေစုဆေးပြားကိုလည်းပဲဒီမှာထပ်ပြီးတော့ရင်အသုံးပြုထားပါတယ်အဲ့လိုအသုံးပြုတဲ့နောက်မှာကိုလိုချင်တဲ့ဒီပေါ့နော်စိုက်ဝင်တဲ့ရောင်းနှမ်းဝင်မဲ့အပင်မျိုးဖြစ်လာပါတယ်အဲ့လိုပင်မျိုးဖြစ်လာပြီးတော့ရင်ဒီမှာနောက်ထပ်တစ်ကြိမ်နောက်ဆုံးပေါ်တတိယအဆင့်ပေါ့နော်အဲ့လိုအဆင့်မှာဓာတ်ရှိလဲ3ကြီးနဲ့အာမိုယူနီယာတဲ့ကိုနောက်ဆုံးအချိန်ထပ်မှအသုံးပြုထားပါတယ်အဲ့လိုအသုံးပြုတဲ့နောက်မှာရက်65ရက်သားလောက်မှာဒီမှာဒီလိုပန်းအငယ်လေးတွေကိုစပြီးတော့ရင်နှုတ်လို့ရပါပြီအဲ့လိုနှုတ်ပြီးလို့ရှိရင်ဒီလိုတန်းဝင်တဲ့အခါမျိုးကိုဒီမှာတော့ဆိုတော့ဒီခင်းရတော့ဒီမှာကိုနှုတ်နေတာ2ပတ်ရှိပြီပေါ့နော်2ပတ်ရှိတော့2ပတ်ဆိုတာတပတ်ဆိုတာတရက်ချားကိုကျမတို့ကတပတ်လို့ခေါ်ပါတယ်အကြောင်းမို့လို့2ပတ်ရှိတဲ့အတွက်ကြောင့်ခုမှထုတ်တာ2ပတ်ပဲရှိရတဲ့အတွက်ဒီဟာတို့ရှိရင်ကျမတို့ရောင်းနှမ်းဖြီးတဲ့အတွက်ကြောင့်ဒီတပင်းကိုကျမတို့200ရပါတယ်ဟိုတုန်းကတော့ဒီမှာတခြားပစ္စည်းတွေကိုသုံးမှုပါတယ်အာမိုလောက်စိမ့်စိမ့်ဆူဆူမရှိတဲ့အတွက်ကျမဝမ်းပြီးလို့အာမိုပြောင်းသုံးလိုက်တာမှာကျမအဖင်းဟာတင်ပြီးတန်းပြီးတော့စိမ့်နှမ်းဆိုပြီးနေပါတယ်အဲ့ဒါကြောင့်မို့လို့အာမိုကျမသုံးတာဟာကျမ10နှစ်လောက်ရှိပြီအတွက်ကြောင့်မို့လို့အာမိုကျမအရင်နှစ်တဲ့တိုက်နှစ်တတ်ပါတယ်ပေါ့နော်အဲကြောင့်မို့လို့ခုလိုလာပြီးတော့ပုံပေးတဲ့အာမိုဝန်ထမ်းများကိုလည်းကျမအထူးကျေးဇူးတင်ပါတယ်